အားလုံးပဲမင်္ဂလာပါဒေါက်တာကောင်း channel မှာပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့လူခန္ဓာကိုယ်အတွက်အရေးကြီးတဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေတဲကတစ်ခုဖြစ်တဲ့အိပ်ဆက်ခြင်းအတွက်သူတေသနပြုထားတဲ့အိပ်ပျော်စေမဲ့နီလန်းများအကြောင်းကိုဆွေးနွေးတင်ပြပေးလိုက်ပါရစေလူတွေနေ့စဉ်ဘာကြောင့်အိပ်ဖို့လိုအပ်တာလဲအိတ်ချိန်လုံလောက်စွာမရဘဲအေးရေးပြတ်ခြင်းမျိုးရေရှည်ဖြစ်လာပါကနောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲလူတစ်ယောက်အတွက်နေ့စဉ်ပုံမှန်အိတ်ချိန်ဘယ်လောက်လိုအပ်တယ်လဲလူတစ်ယောက်ကိုနှစ်ချိုက်စွာအိပ်ပျော်စေမဲ့သူတေသနပြုလုပ်ထားတဲ့အိပ်ပျော်စေတဲ့နည်းလမ်းတွေကဘာတွေလဲဆိုပြီးအပိုင်းလေးပိုင်းခွဲပြီးဆွေးနွေးတင်ပြပေးလိုက်ပါရစေလူတွေနေ့စဉ်အိပ်ဆက်ရခြင်းရဲ့နံပါတ်1အကြောင်းရင်းကတော့အုံနောက်ကျန်းမာရေးအတွက်ပဲဖြစ်ပါတယ်လူတစ်ယောက်အိပ်ဆက်နေချိန်မှာအုံနောက်ဟာတနေ့လုံးအုံနောက်တွင်းမှာစုပြုံလာတဲ့ညစ်ကြေးများကိုဖယ်ရှားတဲ့လုပ်ငန်းစဉ်ကိုဆောင်ရွက်ပါတယ်။ဒါမှသာနောက်တစ်ရက်မှာစဉ်းစားတွေးခေါ်မှုစိတ်ခံစားမှုနဲ့မှတ်ဉာဏ်တွေကိုကောင်းမွန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လူတစ်ယောက်အိပ်ပျော်နေချိန်မှာခန္ဓာကိုယ်တစ်ကိုယ်လုံးမှာရှိတဲ့ကြွက်သားများဟာပြေဝစွာအနားရပါတယ်။ဒီလိုနားရခြင်းဟာခန္ဓာကိုယ်ရဲ့နှလုံးခုန်နှုန်းနဲ့သွေးပေါင်ချိန်တွေကိုလျော့ကျစေပါတယ်။နောက်တစ်ချက်ကတော့အိပ်ဆက်ခြင်းဟာလူတစ်ယောက်ရဲ့ကိုယ်ခံအားစနစ်ကောင်းမွန်စေရန်များစွာထောက်ကူပြုပါတယ်။ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်းကြောင့်ယောဂပိုးများအလွယ်တကူမဝင်ရောက်နိုင်ပေလူကိုကျန်းမာတန်ဆွမ်းစေပါတယ်။နောက်ဆုံးတစ်ချက်ကတော့အိပ်ဆက်ခြင်းဟာခန္ဓာကိုယ်တွင်းမှာရှိတဲ့ဇီဝဖြစ်စဉ်တွေကိုကောင်းစွာအလုပ်လုပ်စေပါတယ်။ဒီအချက်တွေကတော့လူတစ်ယောက်အိပ်ဆက်ဖို့လိုအပ်တဲ့အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်။အကယ်၍အေးရေးပြတ်ခြင်းအေးရေးမဝခြင်းရေရှည်ဖြစ်လာပါကနံပါတ်1အုံနောက်အနားမရသည့်အတွက်ကြောင့်အုံနောက်ရဲ့စွမ်းဆောင်ရည်ကျဆင်းခြင်းခန္ဓာကိုယ်အနားမရသည့်အတွက်ကြောင့်ကိုယ်ခံအားကျဆင်းခြင်းနဲ့နှလုံးရောဂါဖြစ်စေခြင်းဇီဝကမ္မဖြစ်စေများကမောက်ကမဖြစ်လာသည့်အတွက်ကြောင့်အဝလွန်ခြင်းနှင့်စီးကြိုယောဂါဖြစ်စေခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ဒီလိုအေးရေးပြတ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေကိုကာကွယ်ဖို့အတွက်အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာသူတေသနပြုချက်များအရာတစ်နေ့ကို9နာရီမှ9နာရီပုံမှန်အိပ်ဖို့လိုအပ်ပါတယ်။ဒီလိုပုံမှန်အိပ်ဖို့လိုအပ်တဲ့အချိန်ပမာဏဟာကလေးငယ်တွေမှာဆိုရင်ပိုတောင်များပါတယ်။ဒါဘာကြောင့်လဲဆိုရင်ကလေးငယ်တွေမှာခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့အတွက်အိပ်ဆက်ခြင်းဟာအဓိကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေလို့ပဲဖြစ်ပါတယ်။အခုပြောပြခဲ့တဲ့အကြောင်းအရာများကိုကြည့်ခြင်းအပြင်ကောင်းမွန်စွာအိပ်ဆက်ခြင်းဟာလူတစ်ယောက်အတွက်အလွန်အရေးကြီးတယ်ဆိုတာကိုသိနိုင်ပါတယ်။ဒါကြောင့်အခုဆက်လက်ပြီးလူတစ်ယောက်ကောင်းမွန်စွာအိပ်ပျော်စေဖို့အတွက်သူတေသနပြုလုပ်ထားတဲ့နည်းလမ်းများကိုဆက်လက်တင်ပြသွားပါမယ်။ပထမဆုံးတစ်ချက်ကတော့လူတစ်ယောက်နှစ်ချိုက်စွာအိပ်ပျော်စေဖို့အတွက်နေ့အချိန်မှာနေရောင်ခြည်နဲ့ထိတွေ့ပေးဖို့လိုအပ်ပါတယ်။ဒါဘာကြောင့်လဲဆိုရင်2019နဲ့2022ခုနှစ်တွေမှာပြုလုပ်ထားတဲ့သူတေသနစာတမ်းတွေအရနံနက်ပိုင်းမှာနေရောင်ခြည်နဲ့ထိတွေ့တဲ့လူအများစုဟာညဘက်မှာလျင်မြန်စွာအိပ်ပျော်တာကိုတွေ့ရှိရပါတယ်။ဒါအပြင်နေ့အချိန်မှာနေရောင်ခြည်နဲ့ထိတွေ့တဲ့လူအများစုဟာခန္ဓာကိုယ်ရဲ့ကိုယ်တွင်းဇီဝနာရီဖြစ်တဲ့ circadian rhythm ကိုလည်းပုံမှန်လည်ပတ်စေပါတယ်။နောက်တစ်ချက်ကတော့ညဘက်မှာဖုန်း TV ကွန်ပျူတာအစရှိတဲ့လျှက်စစ်ပစ္စည်းတွေကထွက်တဲ့ blue rays light လို့ခေါ်တဲ့အပြာရောင်ရှိတဲ့အလင်းရောင်ဓာတ်တွေကနေထိတွေ့မှုလျှော့ချပေးရမှာဖြစ်ပါတယ်။ဒီအပြာရောင်ရှိတဲ့ blue rays light တွေဟာခန္ဓာကိုယ်အတွင်းမှာရှိတဲ့အိပ်ပျော်စေတဲ့ဟော်မုန်းတစ်ခုဖြစ်တဲ့ melatonin ဟော်မုန်းထွက်ခြင်းကိုလျော့ကျစေပါတယ်။ဒါကြောင့်ကောင်းမွန်စွာအိပ်ပျော်စေဖို့ဒီလျှက်စစ်ပစ္စည်းတွေကိုအိပ်ခါနီးတနာရီအတွင်းမသုံးဘဲနေနိုင်ရင်အကောင်းဆုံးပါပဲ။တတိယတစ်ချက်ကတော့ညနေဘက်နဲ့ညဘက်တွေမှာကော်ဖီတောက်ခြင်းကိုဆင်ခြင်ပေးဖို့ပဲဖြစ်ပါတယ်။ဒါဘာကြောင့်လဲဆိုရင်2023ခုနှစ်မှာပြုလုပ်ခဲ့တဲ့သူတေသနစာတမ်းတစ်ခုအရညနေဘက်နဲ့ညဘက်တွေမှာကော်ဖီတောက်တဲ့လူအများစုဟာ sleep quality လို့ခေါ်တဲ့နှစ်ချိုက်စွာအိပ်ပျော်စေခြင်းလျော့နည်းနေတာကိုတွေ့ရပါတယ်။ညဘက်မှာနှစ်ချိုက်စွာအိပ်ပျော်စေဖို့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့နေကင်းဘက်မှာအချိန်ကြာမြင့်စွာပြန်အိပ်ခြင်းကိုရှောင်ကျဉ်ပေးဖို့ပဲဖြစ်ပါတယ်။ဒီလိုနေကင်းဘက်မှာအချိန်ကြာမြင့်စွာပြန်လည်အိပ်ဆက်ခြင်းဟာခန္ဓာကိုယ်ရဲ့ကိုယ်တွင်းဇီဝနာရီဖြစ်တဲ့ circadian rhythm ကိုကမောက်ကမဖြစ်စေတဲ့အတွက်ကြောင့်ညဘက်မှာအိပ်ပျော်ဖို့ခက်ခဲစေပါတယ်။နောက်တစ်ချက်ကတော့အိပ်ယာဝင်ချိန်နဲ့အိပ်ယာထချိန်အချိန်မှန်နေဖို့ပဲဖြစ်ပါတယ်
ဒီလိုအိတ်ချိန်မှန်နေခြင်းဟာခန္ဓာကိုယ်ရဲ့ကိုယ်တွင်းစီဝနာယီဖြစ်တဲ့ circadian rhythm ကိုပုံမှန်လည်ပတ်စေသည့်အတွက်ကြောင့်လူကိုနှိမ့်ချိုက်စွာအိပ်ပျော်စေပြီးအရေးဝ၍အားပြည့်စေပါတယ်။2020ခုနှစ်မှာပြုလုပ်ခဲ့တဲ့သုတေသနစာတမ်းတစ်ခုအရအိတ်ချိန်မှန်စွာမရှိတဲ့လူအများစုဟာအိပ်ပျော်နေတော့လဲနှိမ့်ချိုက်စွာအိပ်ပျော်နေခြင်းမရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်အိပ်ယာဝင်ချိန်နဲ့အိပ်ယာထားချိန်အချိန်မှန်ဖို့အလွန်အရေးကြီးပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ညဘက်အရန်နောက်ကြတော့မှအစားစားခြင်းကိုရှောင်ကျဉ်ပေးဖို့ပဲဖြစ်ပါတယ်။2020ခုနှစ်မှာပြုလုပ်ခဲ့တဲ့သုတေသနစာတမ်းတစ်ခုအရညဘက်အရန်နောက်ကြတော့မှအစားစားခြင်းဟာနှိမ့်ချိုက်စွာအိပ်ပျော်စေခြင်းကိုလျော့ကျစေတာကိုတွေ့ရပါတယ်။ဒါကြောင့်ညဘက်အိပ်ခဏီးမှာအလွန်မင်းအစားစားတာမျိုးမပြုလုပ်ဘဲအကယ်၍ဗိုက်စာရင်အစာပြေစားတာမျိုးလောက်ပဲပြုလုပ်သင့်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့အိတ်ခဏီးမှာရေဒါမှမဟုတ်ဖြော်ရည်တောက်တာတွေကိုဆင်ခြင်ပေးဖို့ပဲဖြစ်ပါတယ်။ဒီလိုအိတ်ခဏီးရေများတောက်ခြင်းဟာညဘက်မှာစီးထသွားရခြင်းကိုဖြစ်စေနိုင်သည့်အတွက်ကြောင့်နှိမ့်ချိုက်စွာအိပ်ပျော်စေခြင်းကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အိတ်ခဏီး1နာရီ2နာရီအတွင်းအရေများအလွန်ကျွံတောက်ခြင်းမှရှောင်ပေးခြင်းအိတ်ခဏီးစီးသွားခြင်းတို့လုပ်ပေးခြင်းဟာတညလုံးလူကိုကောင်းမွန်နှိမ့်ချိုက်စွာအိပ်ပျော်စေပါတယ်။နောက်တစ်ချက်ကတော့အိယာဝင်ကန်နီးမှာတနေ့တာမှာကြုံတွေ့ခဲ့ရတဲ့စိတ်ဖိစီးမှုတွေကိုရှော့ချပေးဖို့ပဲဖြစ်ပါတယ်။လူရဲ့စိတ်ထဲမှာရှိတဲ့တန်ရှင်လို့ခေါ်တဲ့ဖိစီးမှုတွေကိုရှော့ချဖို့ဆိုရင်တရားအားထုတ်ခြင်းယောဂဆော့ခြင်းဒါမှမဟုတ်စာဖတ်ခြင်းညင်တာတဲ့သချင်းတန်စင်များကိုနားထောင်ပေးခြင်းမျိုးတွေလုပ်လို့ရပါတယ်။အိတ်ခဏီးမှာဒီလိုအလေးကျင့်မျိုးတွေပြုလုပ်ပေးခြင်းဟာစိတ်ကိုတည်ငြိမ်အေးချမ်းစေတဲ့အပြင်ကောင်းမွန်နှိမ့်ချိုက်စွာအိပ်ပျော်စေဖို့ကိုလည်းများစွာထောက်ကူပြုပါတယ်။နောက်တစ်ချက်ကတော့နေ့ပိုင်းအချိန်မှာကိုယ်လက်လေးကျင့်ခန်းပုံမှန်လုပ်ပေးခြင်းပဲဖြစ်ပါတယ်။ကိုယ်လက်လေးကျင့်ခန်းပုံမှန်လုပ်ပေးခြင်းဟာညဘက်အိပ်မပျော်ခြင်းကိုထိရောက်စွာသက်သာစေပါတယ်။ဒါကြောင့်အိပ်မပျော်တဲ့ယောဂဝေဒနာခံစားနေရပါကတနေ့ကိုမိနစ်20မှမိနစ်30အထိကိုယ်လက်လေးကျင့်ခန်းပုံမှန်လုပ်ပေးသင့်ပါတယ်။ဒီလိုလုပ်ပေးခြင်းအပြင်ညဘက်မှာအိပ်ပျော်ဖို့တိတိတတ်တာလွယ်ကူလာတာကိုကိုယ်တိုင်ကြုံတွေ့ရပါလိမ့်မယ်။တတိပြုရမယ့်အချက်မှာကိုယ်လက်လေးကျင့်ခန်းများပြုလုပ်တော့မယ်ဆိုရင်နေ့ပိုင်းပဲပြုလုပ်သင့်ပါတယ်။အကယ်၍ညအိယာဝင်ကန်နီးမှာကိုလက်လေးကျင့်ခန်းများပြုလုပ်ပါကခန္ဓာကိုယ်ကိုနိုးကြားစေခြင်းဖြစ်စေသည့်အတွက်ကြောင့်အိပ်ပျော်ဖို့ခဲယဉ်းပါလိမ့်မယ်။ဟုတ်ကဲ့ပါအခုတင်ပြပေးလိုက်တာကတော့လူကိုကောင်းမွန်နှိမ့်ချိုက်စွာအိပ်ပျော်စေမဲ့သုတေသနပြုလုပ်ထားတဲ့နည်းလမ်းများပဲဖြစ်ပါတယ်။ဒီအချက်တွေအားလုံးကိုအလွယ်တကူမှတ်မိစေဖို့10-3-2-1လို့ခေါ်တဲ့အိပ်ပျော်စေတဲ့အလေးကျင့်တစ်ခုကိုနောက်ဆုံးအနေနဲ့တင်ပြချင်ပါတယ်။10-3-2-1ဆိုတာကအိမ်မပျော်ခင်10နာရီ3နာရီ2နာရီနဲ့1နာရီအတွင်းနေမှာဆင်ခြင်ပေးရမယ့်အကြောင်းအရာတွေကိုအလွယ်တကူမှတ်မိနိုင်အောင်ပြောထားခြင်းပဲဖြစ်ပါတယ်။ဒီနည်းလမ်းဟာကမ္ဘာပေါ်မှာအလွန်နာမည်ကြီးတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ဥပမာအားဖြင့်သင်ကည7နာရီအိပ်ပျော်ဖို့မှန်းထားတယ်ဆိုရင်ည7နာရီရဲ့ရှေ့ပိုင်း10နာရီဖြစ်တဲ့နေ့လယ်1နာရီနောက်ပိုင်းကော်ဖီတောက်ခြင်းကိုဆင်ခြင်ပေးရပါမယ်။ထိုနည်းတူပဲည7နာရီရဲ့ရှေ့ပိုင်း3နာရီဖြစ်တဲ့ည8နာရီနောက်ပိုင်းအစာစားခြင်းကိုရှောင်ပေးရပါမယ်။ဒါအပြင်ည7နာရီရဲ့အရှေ့ပိုင်း2နာရီအတွင်းဖြစ်တဲ့ည9နာရီနောက်ပိုင်းမှာလည်းအုံနောက်ပင်ပန်းစေတဲ့အလုပ်များလုပ်ခြင်းကိုဆင်ခြင်ပေးရပါမယ်။ဥပမာရုံးအလုပ်များကွန်ပျူတာဖွင့်၍အလုပ်လုပ်နေတာမျိုးနောက်နေ့အတွက်အစီအစဉ်များဆွဲနေတာမျိုးကိုဆင်ခြင်ပေးရပါမယ်။နောက်ဆုံး1နာရီအတွင်းဖြစ်တဲ့ည10နာရီနောက်ပိုင်းမှာတော့Blu-ray slide တွေမှကာကွယ်ရန်လျှက်စစ်ပစ္စည်းတွေဖြစ်တဲ့ TV ဖုန်းကြည့်ခြင်းတွေကိုဆင်ခြင်ပေးရပါမယ်။ဒီအချက်တွေကိုလိုက်နာမယ်ဆိုရင်တော့ည7နာရီရောက်တဲ့အခါမှာသင်မျှော်မှန်းထားသလိုလွယ်ကူလျင်မြန်စွာအိပ်ပျော်စေမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီတစ်ပတ်အစီအစဉ်ကိုဒီမှာပဲရပ်နားချင်ပါတယ်။ဒီအစီအစဉ်ကိုအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပျော်ရွှင်အေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ။